တခြားလူတွေတော့မသိဘူးချမ်းကဲကြိုင်မယ်ဆိုလို့ရှိရင်လူချမ်းကတော့ဘက်ကိုခိုးစားတော့အကြိုက်ဆုံးပဲခိုးပြီးစားရတဲ့အရာဒါဘာနဲ့မှမလဲနိုင်ယုံနာတဲ့ခိုးစားဘူးမှခိုးစားရတဲ့အကြောင်းကိုကောင်းသိတာခိုးစားဘူးတဲ့သူတော့သိမှာပေါ့ဘာပြောနာဩဒါနဲ့ခိုးစားရဲဆိုတာတခြားရှောက်ထင်နေတယ်နော်ဘက်ကိုခိုးစားတာကိုပြောတာပါဒီဘက်မှာဆိုလို့ရှိရင်လူချမ်းကတော်တော်လေးကိုချမ်းခဲနဲ့ရုန်းကန်ခဲ့ပါနော်ကိုယ်ကမှပါလာတဲ့ရင်ကလည်းတော်တော်လေးကိုအဆင်မပြေတဲ့ထဲမှာပါတယ်ရင်ဆိုလို့ရှိရင်12မိနစ်16မိနစ်လောက်ထိ 0k က 0k ပဲဒီမှာလည်းကြည့်ပါအောင်ကိုကတာဝါဒီတာဝါကြီးတိုင်းပဲကျင်တော့လေအဲ့ဒါကိုတော်တော်လေးကိုတစ်ဖက်ယူနေရတယ်ချမ်းခဲ့ရလဲအဲ့ဒီလည်းခဏပွင့်တာနဲ့တော်တော်အဆင်ပြေနေလို့တော်သေးတယ်အဲ့ပြီးတော့ attach speed နဲ့ဆိုတာလည်းဒီဘောကမှန်သွားတယ် attach speed နဲ့ဆိုလို့ရှိရင် enemy ရဲ့ mate တွေ maxman တွေလည်းပြန်ပြီးပြစ်နိုင်တယ်ဒိန်းအတွက်ကြောက်လည်းရှင်းရတာအဆင်ပြေတယ်ဝုံဆိုလို့ရှိရင်သူကုန်းဆောင်ပြေးတယ်ကိုကကျဲနေလိုက်ပြီးတော့ထိုးလိုက်ရုံပဲဒီဘက်မှာဆိုရင် enemy ရဲ့အမှားတစ်ခွက်ကိုစောင့်ပြီးလို့ရှိရင်ကိုယ့်ဘက်ကလော့โอเคတယ်ပေါ့နော်ကိုယ့်ဘက်ကရည်စမ်းရှင်ကတော့ဒူလိုဆော့တာမလို့သူကတော့နည်းနည်းလေးတော့ပြောစရာတော့ဘာမှတော့မရှိဘူးဒါပေမဲ့သူ့ရဲ့ wifi ကတော့နည်းနည်းကောင်းသွားပေါ့နော်ဒီကမှာကိုရီးယားလည်းလော့ရသွားတဲ့တပြိုင်နက်ကိုယ့်ရဲ့လော့အောက်ကိုပြီးလို့ရှိရင် tower only ချိုးကိုတက်ပါတယ်အဲ့ဒီမှာပဲ tower only ရှေ့မှာရောက်နေပြီးတော့ tower only ချိုးပြလိုက်ပါတယ်ချမ်းကဲ attach speed နဲ့ဆိုတော့ tower ချိုးရတာအရင်မြန်တယ်လေဒါနဲ့ပဲဒီပွဲနိုင်သွားပါတယ် special skin ကို diamond 100နဲ့ရနေတဲ့အတွက်ကြောင့်အရင်ကိုတန်ပါတယ် special skin လိုပဲသူက skill effect တွေလည်းတော်လာတယ်တော့ယူဝဲတင်ပါတယ်ချမ်းကဲ player လေးဆိုလို့ရှိရင်တော့ဒီ special skin ကိုလက်မခံတင်ဘူးเนาะ